အောင်သူကျွန်တော်စောချင်တာအောင်သူဒါပေမဲ့ဒီအဲပလေယာလေးကအောင်သူရဲ့ညာလက်ယုံပဲကျွန်တော်အထင်တော့အောင်သူကသူ့တပည့်တွေလွတ်ပြီးတော့ကျွန်တော်စကေးကိုဘယ်လောက်ထိရှိလဲဆိုတာစုံစမ်းခိုင်းတာထင်တယ်ဘာလဲဒီအဲပလေယာလေးပြောတာကဘာလဲအောင်သူရဲ့ညာလက်ယုံဆိုပဲခွာကြီးကြီးရတိတ်ပြောတာပဲကွာအောင်သူမှာညာလက်ယုံလို့ဘယ်လက်ယုံလို့ရှိတယ်ဆိုတာကအခုမှသိတယ်ဟောရေးအောင်သူမင်းရဲ့ညာလက်ယုံလို့ဘယ်လက်ယုံလို့လွတ်မနေစမ်းပါနဲ့ကွာမင်းကိုယ်တိုင်ပဲလာရှစမ်းပါကွာမင်းနာမည်ကိုပြောင်းပေးလိုက်ပဲမင်းရဲ့အောင်သူမဟုတ်မင်းအောင်ပြေးဘယ်လိုပြေးတာလဲသင်ဆိုင်ကုန်းပြေးတာမင်းအောင်သူမဟုတ်ဘူးဆုံးနေသူနောက်တစ်ခါမင်းရဲ့ဘယ်လက်ယုံတော့ညာလက်ယုံတော့လွတ်မနေစမ်းပါနဲ့ကွာငါစကဲတီးရင်မင်းကိုယ်တိုင်ပဲလာဆမ်းရမှာလေရောတယ်နဲ့တက်ပြတာမင်းတွေ့လား My name is the king is ဝန်ခုံးပါလေစမ်းကျင်တယ်လို့စမ်း